မပူလို့ဘာကျုပ်စရတော့ဘုရားကြီးရဲ့ဘုရားရှိခိုးလေးဆိုပြပါလားဆိုပါဘုရားကြီးဆိုပါမပူလို့ရဲ့အားထားလေးယောကပါကိုကြည်ဟိပိအပမေယံကာလံကရွန်တောအတိဒုက္ခရာနိခေတံကတောလောကဟိထထာယနာသောနမောမဟာကာရုဏိကတတတယောနာသောဝေဒနာများစွာတတဝါဤချမ်းသာစီဝါလူလာတောင်းတကုံပေါင်းခါသဖြင့်နာထမိညာရှင်ရှင်တော်မြတ်ဖရာအပါကိုတီဟိပိကရေကဘာရေတွေ့တင်ချာတို့ဖြင့်တော်လေအပမေယံရေတွေ့တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါတော့ကာလံလေးတင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတတာယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတ္တိဒုက္ခရာနိဥစ္စာအသက်ခြေလက်အင်္ဂါမြစ်တာကြီးမှသမိတာနေတထာဇနီစွန်ချင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလွန်ခေးရင်သောမှုတို့ကိုကတွန်တော်ဖျားဖြစ်ရန်၍တန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေတံလက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝမ်းကိုယ်တော်ဤပင်မခြင်းသူကတော်ဘဝတန်တန်ချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကာရုဏိကတံတတဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာထတာဝိနည်းများစွာတတဝါဤချမ်းသာစီဝါလူလာတောင်းတကုံမောင်းခါသဖြင့်နာထမိညာထိုရှင်တော်မြတ်ဖရာနမောယုသေးပြောင်းပြော့မန်ကိုလျှော့၍ကြော့ယူကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသာအဲ့ဒါနေတိုင်းအဲ့လိုလေးသွားရင်လာရင်လည်းယူလို့